quizzes 2ပါလေးအကြောင်းကိုနည်းနည်းလေးရှင်းပြပေးမယ်ပေါ့နော် quizzes 2ပါလေးကဘယ်နှမှာရှိလဲဆိုတော့ကျွန်တော်တို့ web file ရဲ့ဘက်အပေါ်ဆုံးထောက်မှာရှိပါတယ်ဒီမှာ save ရှိတယ်သူ့ပေါ်မှာ mouse pointer လေးတွားပေးလိုက်ပါ save ဆိုပြီးပေါ်လာပါမယ်ဘေးမှာ ctr ရဲ့အပေါင်း s ဆိုတာကသူ့ကို shortcut အနေနဲ့ keyboard ကနေတွားမယ်ဆိုလို့ရှိရင် control s ကိုနှိပ်ပေးရပါမယ်ဒါလေးကတော့ N2 လေးပါ N2 ကျွန်တော်တို့တစ်ခုခုကိုမှားပြီးဖြတ်မိလိုက်တာမျိုးတွေမှာ N2 ခောက်လို့ရပါတယ်ပေါ့နော်ဒီဘက်မှာ redo လေးရှိပါမယ်เนาะ redo type ပင်ရှိမယ်ဒီမှာ undo ရှိမယ် redo ကတော့ကျွန်တော်တို့ကနောက်ပြန်ခောက်ပြီးသားအရာကိုမလိုချင်တော့တဲ့အခါရှေ့ပြန်သွားခြင်းတဲ့အခါမှာတုံးနေပါဘူး apple apple ပေါ့နော် ple ကိုထပ်ပြီးဖြတ်လိုက်မယ်ပေါ့နော် keyboard ကနေ delete လုပ်လိုက်တယ်ဖြတ်သွားတယ်အဲ့လိုမျိုးပြတ်သွားတဲ့အခါမှာ quizzes 2ကနေပြီး undo လေးကိုပြန်ခောက်လို့ရတယ်เนาะ undo လေးကိုခောက်လိုက်မယ်ဆိုရင်ပြန်ပေါ်လာမယ်ပေါ့နော် okay ဟောပြန်ဖြတ်ချင်တယ်အခုနဖြတ်လိုက်တဲ့အကောင်လေးကိုပဲယူချင်တယ်ဆိုရင် redo လေးကိုပြန်ခောက်လိုက်နားလည်မယ်နော်ပြီးရင် undo redo ကိုကျွန်တော်တို့ကောင်းကောင်းအသုံးပြုတတ်သွားမယ်ပေါ့နော်နောက်တစ်ခုကcustom my quizzes 2ပါပေါ့နော် quizzes 2ပါမှာကျွန်တော်လိုအပ်တာတွေကိုတွားထည့်လို့ရတယ်ပေါ့နော်အခုဒီလောက်နဲ့ကျွန်တော်တို့မကျင်တဲ့ဘူးထပ်ထည့်ခြင်းနဲ့နော်နေယူတွေထပ်ထည့်မယ်ရတယ်နေယူတွေအမှန်ချစ်ပေးလိုက်တာနဲ့နေယူတွေပေါ်လာမယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ document အသစ်ထပ်တောင်းတာပေါ့နော်နေယူ blank document ပေါ့နော်ကျွန်တော်တို့အခုပုံမှန်တိုင်းတောင်းမယ်ဆိုရင် file ကိုသွားရမယ်နေယူကိုသွားရမယ် quizzes 2ပါမှာကျွန်တော်တို့ကနေယူလေးတင်ထားခြင်းဖြစ်တဲ့တင်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနေယူလေးကို click ပေးပြီးတော့စာရွက် document အသစ်တစ်ပြက်ကိုထပ်တောင်းနိုင်ပါတယ်ဒီမှာ document 4တောင်ဖြစ်သွားပြီเนาะကဲမလို့အတော့ရင်ကျွန်တော်ပိတ်လိုက်ပါကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကသူ့ကိုထည့်ချင်မှုဆိုရင်ပြန်ဖြုတ်ထားလို့ရတယ်ကိုထည့်ချင်တာတွေကိုထပ်ထည့်ထားလို့ရတယ် email တွေထည့်လို့ရတယ် print preview တွေထည့်လို့ရတယ် quizzes 2မှာတင်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်စာရိုက်ပြီး print ထုတ်ချင်တယ်ဆိုလို့ရှိရင် print preview ကိုနှိပ်လိုက်တာနဲ့တက်ပြီးတော့ print ထုတ်တဲ့နေရာကိုတက်ရောက်သွားမယ်ပေါ့နော်ပုံမှန်ဒီတိုင်းဆိုရင်ကျွန်တော်တို့ကဘယ်ထည့်သွားရလဲဆိုရင် file လေးကိုသွားပြီးရင် print ကိုသွားပေါ့နော်အဲ့လိုမျိုးသွားနေရသေးတယ်ပေါ့နော်keyboard ကနေသွားမယ်ဆိုရင်တော့ control p အောက်က spelling grammar နဲ့ grammar ကြီးစစ်ချင်ဒီမှာသွားလို့ရတယ်အောက်က read aloud ပေါ့နော်သူဖတ်ပြသိချင်နေဆိုရင်ဖတ်ပြခိုင်းမယ်ပေါ့နော် apple အဲ့လိုမျိုးဒီကျွန်တော်ကဒီအတန်ထွက်တွေကိုဖတ်ပြခိုင်းခြင်းနဲ့ကိုဒီဆိုရင် read hour ကိုတင်ထားလို့ရတယ်ဥပမာဆိုတော့ unto ပေါ့နော်ကဲဒီအောင်လေးကိုselect ပေးလိုက်ပြီးတော့ရင် reload နဲ့ကျွန်တော်ဖတ်ပြခိုင်းလိုက် undo နော်ဘယ်လိုအတန်ထွက်လဲပေါ့နော်ကျွန်တော်ကအတန်ထွက်လေးတွေတီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် read aloud ကိုဖွင့်ပေးထားလို့ရတယ်ဒီဗီဒီယိုကနေပြီးကဲကျွန်တော်ကမတင်ကျင်တဲ့ကောင်တွေပဲဖြုတ်ချင်တယ်ဆို test ကိုဒီဟွာလေးကိုပြန်ပြီးတော့မှန်ချဖြုတ်ပေးလိုက်ကဲ more comment တွေရှိတယ် show below the ribbon show below အခု quizzes 2ပါလေးကို ribbon တက်ကြီးအောင်မှာထားကျင်တယ်ဆိုလို့ရှိရင်သူကဒီ show ဒီ ribbon တက်ရအောင်မှာလာပြတယ်ပေါ့နော်ကျွန်တော်တို့ above ပေါ့နော် the ribbon အပေါ်မှာပြပါဆိုတော့အပေါ်ပြင်ရောက်သွားမယ်နောက်တစ်ခုက more comment ကဘာလဲဆိုလို့ရှိရင် the comment တွေကိုထပ်ပြီးတောင်းဆိုတဲ့အခါမှာအသုံးပြုရပေါ့နော်ဒါဒီမှာဆိုရင် general ရှိတယ် display ပေါ့နော် display နဲ့ပတ်သက်တဲ့ကောင်တွေရှိမယ် proofing ကျွန်တော်တို့ကဒီ proofing မှာဆိုလို့ရှိရင် chess spelling SU type ပေါ့နော်chess spelling ဆိုတာဒီစလုံးပေါင်းမှားနေတာကြီးစစ်ပြီးသိကျင်နေဆိုရင် chess spelling SU type ကိုအမှန်ချစ်ထားလို့ရတယ်เนาะဒီမှာကျွန်တော်မြန်မာစာရိုက်ပြီဆိုရင်အောက်မှာအနီချောင်းလေးတွေပေါ်တယ်အဲ့လိုမပေါ်ချင်ဘူးဗျာမပေါ်ချင်ဘူးဆိုရင်ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင်ခုန chess spelling type ကိုကျွန်တော်တို့အမှန်ချစ်ဖြုတ်လိုက်လို့ရတယ်ဘယ်ထဲမှာလဲဆိုတော့ဒီကျွန်တော်တို့ဒီ quizzes 2ပါရဲ့ more comment တွေက proofing တွေကကျွန်တော်တို့ကဘာလေးလဲဆိုတော့ဒီမှာ chess spelling SU type ကိုအမှန်ချစ်ဖြုတ်ပြီးတော့ okay ပြီးလိုက်ဒါဆိုရင်ကျွန်တော်တို့ကအောက်ကအနီရောင်မြင်းတန်းနေလေကျွန်တော်ပြမှာမဟုတ်တော့ဘူးเนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အခုပြန်သွားမယ်ကျွန်တော်ဖွင့်ပေးထားမယ်ပေါ့နော်ဖွင့်ထားလိုက်တာပိုးစင်ပြေအင်္ဂလိပ်စာတွေရိုက်တဲ့အခါမှာကျွန်တော်တို့ကဒီ spelling တွေမှားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုလာပြောတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြန်စစ်ရတာမြင်တာပေါ့နော်အဲ့တော့လောလောဆယ်သူ on ထားလိုက်မယ်
online တို့ဆိုတော့သူကလာပြီးတော့စစ်ပြီးရပါနော်နောက်တစ်ခုဘာပြောလို့ရသေးလဲကျွန်တော်တို့ကဒီမှာဓာတ်တွေထောက်ချိုက်ရိုက်လို့မရတဲ့ပြဿနာအချို့နေရာမှာရှိနိုင်တယ်ပေါ့နော်အခုကတော့မဖြစ်တော့ဘူးပေါ့နော်ဓာတ်တွေ sorry ဓာတ်တွေထောက်ချိုက်တွေရိုက်လို့ဒီအဲ့ဒါတက်တဲ့အခါမှာပေါ့နော်ကျွန်တော်မပေါ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုသွားလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ more comment တွေကိုသွားပြီးနေကိုသွားမယ်အဲ့ပြီး auto correct option တွေကိုဝင်ရမယ်ပြီးရင်နော် auto correct option တွေကိုသွားရမယ် auto correct option တွေကိုရောက်ပြီဆိုတာ ਨੇ ကျွန်တော်တို့က auto correct ရှိတယ်နောက်တစ်ခုက match auto correct ရှိတယ်နောက်တစ်ခုက auto format as you type auto format as you type တဲ့ကဒီမှာ straight code နဲ့ smart code ဆိုပြီးရှိတယ်ဒီကောင်လေးကိုကျွန်တော်အမှန်ချစ်ဖြုတ်ပေးရမယ်ဓာတ်တွေထောက်ချိုက်ရိုက်လို့မရဘူးဆိုမှဖြုတ်ပေးရမှာเนาะရိုက်လို့ရရဲဆိုလို့ရှိရင်တော့ဒီကောင်လေးကိုထည့်ထားလိုက်ဒီကောင်လေးကိုထည့်ထားခြင်းအပြင်ကျွန်တော်တို့ကော်မာလေးတွေရေးတဲ့အခါမှာလှတယ်နောက်တစ်ခုက auto format တွေက auto format တွေကိုတွားပြီးတော့straight code နဲ့ smart code ကိုကျွန်တော်တို့ကအမှန်ချစ်ထပ်ပြီးတော့ဖြုတ်ပေးရမယ် straight code နဲ့ smart code เนาะကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအပ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ quiz set true far တွေက more comment တွေမှာဝင်ပြီးတော့လိုအပ်တာလေးတွေကိုချိန်ညှိပေးလို့ရတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော် customer ribbon ပေါ့နော် channel လေးတွေကိုလည်း channel အခန်းလေးတွေနဲ့သက်ဆိုင်တဲ့နေရာမှာထည့်ပြီးပြောပြသွားပေးမယ် customer ribbon အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ ribbon တက်မှာအတိုးလျှော့လုပ်ချင်နေဆိုရင်ကျွန်တော်တို့ customer ribbon ကိုသွားလို့ရတယ်ပေါ့နော်ဥပမာဆိုကြပါစို့ဗျာကျွန်တော်တို့ကဒီ delete ကိုထည့်ထားခြင်းနဲ့ delete ကိုထည့်ထားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဘယ်ထဲမှာထည့်ထားခြင်းလဲပေါ့နော် home ဒီ home တက်ထဲမှာထည့်ခြင်းလားbackground ဟိုကျွန်တော် home တက်ကရှင်းသွားလာဖြစ်တဲ့အတွက် home တက်ထဲပဲထည့်လိုက်တော့မယ်နော်အတိအထင်ရှားအောင်လို့အဲ့တော့ delete ကိုကျွန်တော်တို့ထပ်ပေါင်းမယ်ဆိုလို့ရှိရင် add လုပ်ပေးရမယ်ဒီတိုင်း add လုပ်လို့ရှိရင်တော့တက်မရဘူးပေါ့နော်သူလုပ်လို့ဘာကြောင့်လဲဆိုလို့ရှိရင် comment need the adapt the custom group ပေါ့နော်မင်းအနေနဲ့ group တစ်ခုတော့ဖွဲ့ပြီးဖို့လိုရလို့ပြောနေမှာပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့က new group ပေါ့နော် new group လေးကိုရွေးချယ်လိုက်အဲ့မှာ group လေးတစ်ခုထားတာပဲဒါတော့ tab အနေနဲ့တစ်ခုတောင်းနေတယ်ဆိုလို့ရှိရင် tab အနေနဲ့တောင်းလို့ရတယ်เนาะ tab ဆိုလို့ရှိရင်เนาะဒီ tab bar ပေါ်မှာသွားပြီးတော့ပေါ်မှာပေါ့နော်နောက်မှာအခုကျွန်တော် group တစ်ခုအနေနဲ့ဖော်လိုက်တာဖြစ်တဲ့အတွက် group တွေရဲ့နောက်မှာသွားပေါ်မယ်ပြီးရင် add လုပ်လိုက်မယ် delete ဆိုတဲ့ကောင်လေးပေါ်လာပြီပြီးရင်ကျွန်တော် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် ribbon တက်ရဲ့နောက်မှာ new group ဆိုပြီးပေါ်လာပြီဘယ်လိုပေါ်လာ delete ဆိုတာဒီတစ်ခုပေါ်လာရပါเนาะအဲ့တော့ကျွန်တော် ribbon တွေကိုလိုအပ်ခဲ့မယ်ဆိုရင်ထပ်ပြီးတော့အတိုး short လုပ်လို့ရတယ်ကဲသူ့ကိုကျွန်တော်တို့မကြိုက်ဘူးပြန်ဖြုတ်ချင်တယ်ဆိုလို့ရှိရင် more comment တွေကိုသွားမယ်ပြီးရင် customize ribbon ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ကခုနထည့်ထားတဲ့ new group ကို remove လုပ်လိုက်ရတယ်နော် remove ပြီးတော့ကျွန်တော်တို့ okay ပေးလိုက်မယ်အဲ့ဒါမရှိတော့ဘူးနော်ကဲဟုတ်ပြီနောက်တစ်ခါ more comment တွေကပဲကျွန်တော်တို့ quiz 2ပါအဲ့လိုပါပဲနော် quiz 2ပါမှာအခုကျွန်တော်တို့ကဘယ်နှခုရှိတော့တစ်ခုနှစ်ခုဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့မြင်တွေ့နေရတဲ့ preview မှာရှိတဲ့အကောင်တွေပေါ့နော်အမှတစ်ခုနှစ်ခုသုံးခုလေးခုရှိတယ်ဟုတ်ပြီအပေါ်မှာ1 2 3 4ခုရှိရဟုတ်တယ်နော်ဒီလေးခုကိုကျွန်တော်တို့မြင်တွေ့ရတယ်ထပ်ထည့်ခြင်းနဲ့ဒီကနေပြီးတော့ထည့်လဲရရင်နော် quiz 2မှာ bullet တွေကိုထပ်ထည့်ခြင်းနဲ့bullet ပြီးရင်ကျွန်တော်တို့ okay ပေးလိုက်ဒါဆိုရင်ဟိုအပေါ်မှာ bullet တွေပါပေါ်လာမယ်ကျွန်တော်တို့ပေးထားတဲ့ဟာနဲ့မလောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ more comment နေသွားပြီးဖြုတ်လို့ရတယ်ကဲ more comment ကိုသွားမယ် quiz 2ပါကိုသွားမယ် bullet ကိုပြန်ဖြုတ်လာဒီကနေ remove ပြန်လုပ်လိုက်ရတယ်နော်ဒီ add အောက်မှာ remove ရှိရ remove လုပ်လိုက်ပျောက်သွားလိမ့်မယ်နော်အဲဆိုပြီးရင်ကျွန်တော် okay ပေးလိုက်ခွေပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကပျောက်သွားပြီ okay အဲဆိုရင်ကျွန်တော် quiz set 2နဲ့ပတ်သက်ပြီးတော့ခြေခံအဖြစ်တော့နားလည်ခဲ့ပါပြီ keyboard ပေါ်မှာရှိနေတဲ့ကျွန်တော်တို့က alt ဆိုတဲ့ကောင်လေးပေါ့နော်ဒီ order လေးကိုကျွန်တော်တို့ကဖိပေးရမယ်ပေါ့နော်ဒီလေးကိုကျွန်တော်တို့ကဖိလိုက်မယ်ဖိလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်မှာ number လေးတွေပြောင်းပြီးပေါ်တယ်ပေါ့နော်1ဆိုလို့ရှိရင်ကျွန်တော်တို့ save မယ်တဲ့ကဲနှိပ်ကြည့်ပါကျွန်တော်တို့1ကိုနှိပ်လိုက်အဲ့ဆိုလို့ရှိရင်ကျွန်တော် save ထဲကိုရောက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော် shortcut key လေးတွေကို order key ကိုဖိလိုက် app ဆိုလို့ရှိရင် paste လုပ်မယ်နောက်တစ်ခုက H ဆိုလို့ရှိရင် home key တွေကိုရောက်သွားမယ်ပေါ့နော်and ဆိုလို့ရှိရင် insert ထဲကိုရောက်မယ် G ဥမာ keyboard ကနေ G လို့ရိုက်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ design တက်ထဲကိုရောက်သွားတယ်ပေါ့နော်ဒါအလွတ်ရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြင်တကူအလွယ်တကူပြောင်းလို့ရတယ်ပေါ့နော် shortcut key နဲ့သွားခြင်း order လေးကိုဖိလိုက်ပါပြီးတော့ Y ဆိုလို့ရှိရင်ကျွန်တော်တို့ Y ဟို hub ထဲကိုရောက်သွားမယ် hub ထဲအဲ့တော့ကျွန်တော်တို့အနေနဲ့ shortcut key နဲ့သွားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က order လေးကိုဖိပြီးတော့သွားလို့ရပါတယ် order keyboard ကorder ကျွန်တော်တို့က home နဲ့သွားအောင်ဖြစ်တဲ့အတွက် H နဲ့သွားလိုက်မယ်H နဲ့သွားလိုက်ပြီး home နဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော် bullet ပေါ်မှာ U လို့ပေါ်တယ်အဲ့တော့ U ကိုနှိပ်လိုက်မယ်
အဲဆိုရင် bullet တွေပေါ်လာမယ်ကိုကြိုက်နေတဲ့ bullet လေးတွေရွေးလိုက်ပါအဲဆိုလို့ရှိရင် order ရရှိမှာ bullet လေးတစ်ခုဝင်သွားအောင်တွေ့ရမယ်ဟုတ်ပြီနော်ခေအားလုံးမင်္ဂလာပါ MC ကနေကြိုဆိုလိုက်ပါတယ်ကဲအခုကျွန်တော်တို့အခုစာရိုက်တော့မယ်ဗျာအခုကျွန်တော်အခုအကျန်းခုနရိုက်ပြသွားတယ်လို့မျိုးပေါ့နော်အဲတိုင်းရိုက်မယ်ဆိုလဲရပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကတကယ်ကိုစိုက်လို့တော့မယ်ဆိုရင်တော့တန်းမရိုက်သိချင်ဘူးကျွန်တော်အခုဘယ်ထဲကိုရသွားတင်လဲဆိုတော့ကျွန်တော်က4ရက်ထဲကိုရသွားသိချင်တယ်အခုကျွန်တော်တို့ကစာရိုက်တော့မယ်လို့မှတွေးပြီးဆိုရင်ကျွန်တော်4ရက်ထဲကိုသွားပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ margin ဆိုတာရှိတယ် margin ဘေးမြင့်နေပေါ့နော်ကျွန်တော်ဘလောက်တားချန်မလဲပေါ့နော်ဘေးသားတွေဘလောက်ချန်မလဲဆိုတော့ကျွန်တော်အရင်ဆုံးသွားရွေးပြရမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကleft margin ပေါ့နော် margin ဆိုလို့ရှိရင်ကျွန်တော်တို့က narrow ထားမလား normal ထားမလားဟုတ်တယ်နော်ကျွန်တော်တို့ကပုံမှန်စာမြဲရမယ်ဆိုရင်တော့ကျွန်တော်တို့က narrow လောက်ပဲယူလိုက်ပါဗျာနော် narrow အပေါ်စာတွေပါရိုက်မယ်ဆိုမှဒီကျွန်တော်တို့က normal လောက်ကိုထားလိုက်အခုကျွန်တော်တို့က narrow ယူလိုက်မယ် narrow ယူပြီးသွားရင်ပြီးလာတယ်မပြီးသေးဘူး orientation ရှိတယ် orientation နေနဲ့ portrait သုံးပါလား landscape သုံးပါလားကျွန်တော်တို့က portrait ထုတ်အောင်မယ်ဆိုလို့ဆိုလို့ရှိရင် portrait ပေါ့အလျားလိုက်ထုတ်အောင်မယ်ဆိုလို့ရှိရင် landscape တခါလေး frame ချခဲ့လိုက်ပါနော် landscape ထုတ်မယ်ဆိုရင် landscape ပေါ့နော် orientation မှာလည်းတွားပြီးတော့ချိန်လိုက်ပါစာရွက်ကိုဒါပေမဲ့ site ချိန်မယ် letter နဲ့ထုတ်မှာလား legal နဲ့ထုတ်မှာလား A3 A4 ပေါ့နော် B4 B5 တွေတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ကအသုံးများ A4 ဖြစ်တဲ့အတွက် A4 ကိုရွေးချယ်ပေးလိုက်ပါအဲဆိုရင်ကျွန်တော်တို့စာရွက်ကိုအခုဒီစာအုပ် print ထုတ်မယ်ဆိုရင်တော့ကျွန်တော်ထုတ်လို့ရသွားပြီပေါ့နော် print preview ကြည့်လိုက်မယ် print preview ကြည့်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ A4 လေးမြင်ရမယ်ထွက်လာမယ့်ပုံစံလေးမြင်ရမယ်ပေါ့နော်ဒါဆိုရင်အရင်ဆုံးကျွန်တော်တို့ကoffice word သုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့new.bb ဆိုတာနဲ့စာရိုက်တော့မယ်ဆိုလို့ကျွန်တော်မှတ်ထားမှာ4ထဲကိုသွား margin တွေ orientation တွေ site တွေတခါရွေးเนาะ column ရိုက်မယ်ဆိုရင် column ရွေးပေါ့เนาะအဲဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဘာလုပ်တင်လဲဆိုလို့4ထဲကဒီကျွန်တော် page set မှာသွားပြီးတော့ page site page ကိုဒီကျွန်တော်ရိုက်မယ်စာရွက်သားကိုစာရွက်ကိုပုံစံထိုင်လိုက်4တစ်ထဲက page set ထဲကကျွန်တော်တို့စာရွက်ကိုရွေးချယ်တတ်သွားပြီเนาะစာရွက် site ကိုသွားပြီးတော့ရွေးချယ်တတ်သွားပြီပေါ့ဒီမှာကျွန်တော်တို့ruler ပေါ့နော် ruler လေးမပေါ်ဘူးဆိုရင်ကျွန်တော်သွားပြီးတော့ဖော်ပြရမယ်ဘယ်ထဲမှာရှိမလဲဆို view ထဲမှာရှိတယ်နော် view လေးကိုသွားမယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ ruler လေးကိုမှချစ်ပေးရမယ်ruler လေးဖော်ထားရမယ်ပေါ့နော် ruler လေးဖော်ထားတော့ ruler ကမဖော်ခဲ့ဘူးဆိုရင်ကျွန်တော် tab setting တွေကိုကောက်ချိန်လို့ရမှာမဟုတ်ဘူးtab setting တွေချိန်လို့ရမယ် ruler ရှိမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါ margin တွေကိုကျွန်တော်တို့ကောက်ပေးလို့ရမယ်နောက်တစ်ခုကတော့ header and footer ရဲ့အကွာအဝေးတွေကိုကျွန်တော်တို့ချိန်လို့ရမယ်ပေါ့နော်အဲ့လိုကြောင့်ကျွန်တော်တို့ကအသုံးလို့ပါတယ်ကျွန်တော်တို့ဒီ ruler လေးကဒါကြောင့်ဥပမာဆိုကြပါစို့ကျွန်တော်တက်ဆက်တင်နေပေးမယ်ဗျာတက်ဆက်တင်နေပေးမယ်ဒီနားမှာကျွန်တော်တက်တစ်ခုပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ခုံလိုက်မယ်ဒီအိမ်နာကိုရောက်သွားမယ်တကယ်လို့ကျွန်တော် ruler ဘားကြည့်တာအမှရှိဘူးဆိုရင်ကျွန်တော်တက်ဆက်တင်ပေးဖို့ကလည်းအဆင်ပြေမှာမဟုတ်ဒါကြောင့်ဖော်ထားပေးပါတကယ်လို့ shortcut key နဲ့တွားပြီးဖော်ကျင်နေဆိုရင်ကျွန်တော်ပြောလို့ order ကိုဖိလိုက်သူကဘယ်ထဲမှာရှိတာလဲ view ဆိုတော့ W ထဲမှာရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံး W ထဲကိုဝင်ရလိမ့်မယ်เนาะပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဘယ်ထဲကိုတွားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ R ဆိုတာလေးကိုကျွန်တော်ကရွေးချယ်ပေးရမယ်ဟုတ်ပြီเนาะဒါပျောက်သွားပြီဟုတ်ပြီကျွန်တော်တို့ order ဖိထားပြီးတော့ W ကိုတက်နေလိုက်ပါအဲဒါဆိုကျွန်တော် view လေးကိုရောက်သွားမယ်ပြီးတော့လို့ရှိရင်ကျွန်တော် R ကိုရွေးချယ်ပေးလိုက်ပါဟုတ်ပြီเนาะအဲဆိုရင်ကျွန်တော်တို့ကဒီ shortcut နဲ့တွားမယ်ဆိုလေတွားလို့ရတယ်ဟုတ်နော် order လေးကိုဖိပြီးသွားရမယ်နော် ruler အပိတ်ဖွင့်လေးကို shortcut ကနေလည်းသွားလို့ရတယ်နော်ဒါမှမဟုတ်ရင် video ကိုသွားပြီးကျွန်တော်တို့ကဒီတိုင်းလေးအမှန်ချက်သွားပြီးဖွင့်ပေးလိုက်တာလည်းအဆင်ပြေပါတယ်ဒီကတော့ကျွန်တော်တို့ ruler လေးကိုဖွင့်ထားဖို့မမေ့ပါနဲ့ editing item to status bar ပေါ့နော် status bar မှာကျွန်တော်တို့ item လေးတွေဆက်ပြီးတော့ပေါင်းထည့်သွားမယ်သင်ခန်းစာလေးပေါ့နော်အခုကကျွန်တော်တို့ဒီ status bar မှာဘာတွေအခုရှိနေလဲဆိုတော့တွားကြည့်လိုက်တဲ့အခါမှာ remote ရှိတယ်ပေါ့နော်ကျွန်တော်ဒီဟာတွေကကျွန်တော်အပေါ်သင်ခန်းစာတွေမှာပြပြခဲ့ပြီးတော့ပါပြီ print layout mode တွေရှိတယ် web layout တွေရှိတယ် zoom တွေရှိတယ်နော် zoom နောက်တစ်ခုကကျွန်တော်တို့ဒီမှာပါရှိသေးလဲဆိုတော့ page တွေရှိမယ်ပေါ့နော် page အနေနဲ့ဆိုလို့ရှိရင်စာမျက်နှာတစ်ခုဒီစာမျက်နှာဒီအခုကျွန်တော်ရဲ့ document မှာဆိုလို့ရှိရင် page 1ရှိတယ်စာမျက်နှာဒီ document အနေနဲ့လည်းတစ်ခုပဲရှိတယ်ပေါ့နော်စကားလုံးအနေနဲ့ဆိုလို့ရှိရင်တော့ 6 word ရှိတယ်ပေါ့နော်ဟုတ်လားတွားကြည့်လိုက်ပါ1 2 3 4 5 6ဟုတ်တယ်စကားလုံးအနေနဲ့ဆိုရင်စကားလုံး6 word ဆိုပြီးရှိတယ်ပေါ့နော်သူကနောက်တစ်ခုကသူက error မရှိသေးဘူးเนาะ proofing error မတွေ့သေးဘူးတဲ့
အဲ့မှာကျွန်တော်တို့အနေနဲ့ဒီ startup bar လေးမှာ item လေးတွေထပ်ထည့်ခြင်းနဲ့ဆိုရင်ဒီ startup bar ကို right click နှိပ်လိုက်ပြီးတော့လို့ရှိရင် format page number ဆိုတာလေးကိုထပ်ထည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဆို page 1ဆိုပြီးတော့ထပ်ပေါ်လာတယ်ဟုတ်နော်အဲ့မလို့ချင်ဘူးဆိုပြန်ဖြောက်ခြင်းနဲ့ဖြောက်လို့ရတယ် line number ထည့်ခြင်းနဲ့line 2လေနော် line 2ဆိုပြီးပေါ်လာတယ်ပေါ့နော် line number ကိုထည့်ခြင်းနဲ့ဖြောက်လိုက်လို့ရတယ်ဒါ page number အခုပေါ်နေတဲ့ကောင်လေးတွေရှိရနော်သူမလို့ချင်ဘူးဆိုဖြောက်လိုက်ရပျောက်သွားပြီနော်ပြတောင်မှာပျောက်သွားတွေ့ရမယ်သူပြင်ထည့်လိုက်မယ် session တွေထည့်ခြင်းနဲ့session လေးတွေပေါ်လာမယ်ကျွန်တော်တို့အနေနဲ့ကကိုလိုချင်တဲ့အကောင်လေးတွေကိုထပ်ပြီးတော့လိုချင်တဲ့ item လေးတွေကိုကျွန်တော်တို့ကဒီ startup bar မှာထပ်ပြီးတော့ထပ်တူသွားတတ်မယ်ပေါ့နော်မလိုချင်လို့ဖြုတ်ချင်တယ်ဆိုလည်းဖြုတ်လို့ရရှိရပေါ့နော်မှာ zoom slider ကြီးဖြောက်ချင်တယ်ဆိုဒီဘက်မှာ zoom slider ပါကြီးပျောက်သွားတွေ့ရမယ်မရှိတော့ဘူးเนาะ okay ပြန်ဖော်ခြင်းနဲ့ right click zoom slider okay ပါဒါဆိုရင်ကျွန်တော်တို့ adding item to startup bar ကိုကျွန်တော်တို့ဘယ်လိုတွေထပ်တိုးမလဲဘယ်လိုတွေရှိနေပြီးသားကောင်တွေဘယ်လိုဖြုတ်မလဲဆိုတော့ကိုနားလည်သွားပြီပေါ့နော်အခုကျွန်တော်တို့ minimizing the ribbon တက်ကြီးကိုကျွန်တော် minimize လုပ်မယ်ပေါ့နော်သူ့ကို minimize လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီညာဘက်ဆုံးမှာရှိတယ်ပေါ့နော် editing group ရဲ့အဆုံးမှာကျွန်တော်တို့ arrow ဒီ up arrow လေးတစ်ခုရှိတယ်နော်ဒီကောင်လေးကိုကျွန်တော်တို့က click တစ်ချက်တောက်လိုက်တာ ਨੇ ပျောက်သွားမယ်ပေါ့နော် keyboard ကနေနှိပ်ချင်တယ်ဆိုလို့ရှိရင် collapse the ribbon ပေါ့နော် ribbon ကိုကျွန်တော် minimize ချလိုက်မယ်ပေါ့ control F1 ကိုနှိပ်တယ်ရတယ် keyboard ကနေနှိပ်မယ်ဆိုရင် control F1 အဲ့တော့ကျွန်တော်တို့က control F1 ကိုနှိပ်လိုက်မယ်ဒါဆိုရင်သူ့ကို minimize လုပ်သွားတယ်ပေါ့နော်အခု ribbon တက်ကြီးပြောင်းနေရယ်ဆိုရင်ကျွန်တော်ပြန်ဖော်ခြင်းနဲ့ control F1 ကိုပြန်နှိပ်လိုက်သူပြန်ပေါ်လာတာတွေ့ရမှာပေါ့နော်တကယ်လို့သူ့ကို minimize ချပြီးတော့လို့ကိုက shortcut key မေ့နေရဆိုလို့ရှိရင် ribbon display option ကနေတွားပြီးတော့ show tab and command ကိုပြန်ရွေးချယ်လိုက်တာ ਨੇ ကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ကလိုအပ်လို့ ribbon tab ကိုဖြောက်ချင်တယ်ဆိုရင်လည်းအလွယ်တကူ keyboard ကနေ control function F1 ကိုနှိပ်ပြီးတော့ minimize လုပ်လို့ရပါတယ်မင်္ဂလာပါ EMC ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ using the facility ဆိုရဲဒီသင်ခန်းစာလေးကိုပြပြမယ်ပေါ့နော်ဒီသင်ခန်းစာလေးမှာအဓိကကျွန်တော်တို့ကပါဝင်မှာတော့ဒီအပေါ်ဆုံးမှာ live web ပေါ့နော် live web တွေရေးပေးမှရှိတယ် what you want to do လေနော်ကျွန်တော်ကသူ့ကိုအသုံးပြုမယ်ပေါ့ဘယ်လိုအသုံးပြုကြမလဲကျွန်တော်တို့လိုချင်တဲ့ကျွန်တော်သိချင်တဲ့အရာတွေကိုဒီမှာတွားပြီးသူ့ဒီ live web တွေရဲ့ညာဘက်မှာကာဆာလေးချလိုက်ပြီးတော့ကျွန်တော်တွားပြီးတော့ကျွန်တော်သိချင်တာတွေတွားပြီးတော့ထပ်ပြီးမေးလို့ရတယ်ပေါ့နော်ဥပမာ workout ပေါ့နော်စကလုံးလေးကိုရှင်းတွက်ပြအောင်ဆိုတော့ရှင်းတွက်ပြီးကျွန်တော် box လေးတစ်ခုပြလိုက် piece အနေနဲ့ဆိုရင်တော့ဝမ်းမှာရတယ်နော် work အနေနဲ့ဆိုရင်တော့73လုံးရှိတယ်နော် character 64ပေါ့နော် character with space ပါထည့်မယ်ဆိုရင်77နော် paragraph ဆိုလို့ရှိရင်တော့3အဲ့နော် line အနေနဲ့ဆိုရင်တော့လည်း3တဲ့အဲ့လိုမျိုးကျွန်တော်တို့ကလိုအပ်တဲ့ကျွန်တော်တို့သိကျင်တဲ့ခေါင်းစဉ်တွေနော်ကျွန်တော်တို့လိုချင်တဲ့ခေါင်းစဉ်တွေနဲ့ကျွန်တော်တို့ကအဲ့ tell me what you want to do မှာတွားပြီးတော့ကျွန်တော်လိုချင်နေတဲ့ကျွန်တော်တို့လိုအပ်တဲ့ကောင်းတွေကိုတွားပြီးတော့ရှာလို့ရတယ်ပေါ့နော်ထီလိုတာတွေကိုကျွန်တော်တွားမေးမယ်ဆိုရင်လည်းရတယ် tell me what you want to do မှာကျွန်တော်ထီလိုတာတွေတွားမေးလို့ရတယ်ကျွန်တော်ကအခုတင်မှာကတော့ create document ပေါ့နော်ဒါပေမဲ့စေ့တာကြီးပါတခါလေးပြောတတ်လိုက်တော့မယ် create doc ပေါ့နော် doc လေးတစ်ခုဖန်တီးမယ်ဆိုရင်ကျွန်တော်တို့က file တစ်ချက်နှိပ်လိုက်ပါနော် file တစ်ချက်နှိပ်လိုက်တာ ਨੇ ကျွန်တော်တို့က basic view ပေါ်လာမယ်ပေါ့နော်အခုကျွန်တော် basic မှာတွားပြီးတော့save တွေရှိတယ် save တွေရှိတယ်ပေါ့နော်
အဲ့မှာသွားပြီးကျွန်တော်တို့ save မယ်ဆိုရင် save လို့ရတယ်ပေါ့နော်ဒါ information တွေပေါ့နော် info တွေsite page က1 watch က50ပေါ့နော် total edit time 47 minute ပေါ့နော်ဒီမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ box တွေတစ်ခုပေါ်လာမယ်ပေါ့နော် box ကိုရွေးလိုက်မယ်တပင်မှာစိတ်ချင်လဲပေါ့နော် file name ကျွန်တော်တို့စိတ်မဲ့ file တွေဒီခု file ကို name ပေးရမယ်အဲ့တော့ name ပေးလိုက်မယ် amc ဆိုပြီးပေးလိုက်မယ် watch document အနေနဲ့ကတော့ watch document ပဲပေါ့မှာထားမှာလေ location ထဲမှာထားမှာလား location အရင်ရွေးပြရမယ်နော်အဲ့တော့ organize out ကကျွန်တော် location ကိုဘယ်မှာသွားထားမလဲဆိုတော့ tvc တွေကဘယ်ထဲမှာသိမ်းခြင်းလဲပေါ့နော်ကျွန်တော်တို့ file လေးကိုဒီမှာ amc ဆိုတဲ့ folder လေးရှိသေးရယ်နော်ကဲသူထဲမှာသိမ်းလိုက်မယ်ပြသွားပြီး save လိုက်မယ်နော် okay ဒါဆိုကျွန်တော်တို့တော့ကြည့်ကြည့်အောင်ပြလိုက်မယ်ဒီမှာကျွန်တော်ဒီ amc ဆိုတဲ့အထက်မှာရောက်လာပြီ